ဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့မှန်လေးကိုကြည့်လိုက်တဲ့အခါပဲဖြစ်ပါတယ်။တရက်မှာဝန်ထမ်းတွေအားလုံးအလုပ်ခွင်ကိုရောက်လာကြတော့တကားမှာအကြီးကြီးကတ်ထားတဲ့စာကိုတွေးလိုက်ကြရတယ်တဲ့။စာထဲမှာမင်းတို့ရဲ့တိုးတက်မှုကိုအဟန့်တားဖြစ်စေခဲ့တဲ့ကုမ္ပဏီကလူတစ်ယောက်မနေ့ကဆုံးပါသွားတယ်။ဒါကြောင့်ခန်းမထဲမှာပြင်ဆင်ထားတဲ့သူ့ရဲ့စာပဒအခမ်းအနားကိုတက်ရောက်ဖို့မင်းတို့အားလုံးကိုဖိတ်ကြားပါတယ်လို့ရေးထားတယ်တဲ့။ဒါကိုမြင်လိုက်ကြတော့ဝန်ထမ်းအားလုံးဟာလုပ်ဖို့ကိုင်ဘက်တရားဆုံးပါသွားမှုအပေါ်စိတ်မကောင်းဖြစ်သွားကြတော့တာပေါ့ခဏကြာတော့အဲ့ဒီလိုကုမ္ပဏီရဲ့လုပ်ဖို့ကိုင်ဘက်တွေအပေါ်တိုးတက်မှုကိုတားဆီးနေတဲ့လူဆိုတာဘယ်လိုလူများဖြစ်မလဲဆိုပြီးသိကျင်စိတ်တွေပေါ်လာကြတော့တာပေါ့ခမ်းမထဲမှာရှိရဲ့စိတ်လှုပ်ရှားမှုဟာလုံခြုံရေးအရာရှိတွေကလူအုပ်ကြီးကိုဝင်ရောက်ထိန်းသိမ်းရတဲ့အနေအထားဖြစ်သွားတာပေါ့ကွယ်ခေါင်းတလားအနာကိုလူတွေထပ်ပြီးရောက်လာလေလေစိတ်ဝင်စားမှုစိတ်လှုပ်ရှားမှုတွေကတိုးလာလေလေဖြစ်လာနေတာပေါ့လူအားလုံးဟာစိတ်ထဲမှာငါရဲ့တိုးတက်မှုကိုနှောင့်နှေးစေရဲ့လူဆိုတော့သူဟာဘယ်သူများဖြစ်မလဲဘလို့ပဲဖြစ်ဖြစ်သူဟာတည်ပြီပဲစသဖြင့်တွေးတောနေကြတာပေါ့ဒါနဲ့တယောက်ပြီးတယောက်ဝန်ထမ်းတွေဟာရင်တဖို့ဖို့နဲ့ခေါင်းတလားအနာပူပူပြီးကတ်လာကြတာပေါ့အထဲကိုကြည့်လိုက်ကြတဲ့အခါမှာတော့သူတို့ရုပ်တရက်အံ့အားသင့်ပြီးအတန်တွေတိတ်သွားကြတော့တာပေါ့အားလုံးဟာခေါင်းတလားအနားမှာရက်နေကြပြီးတယောက်ယောက်ကသူတို့စိတ်ရဲ့နှက်ဆိုင်ဆုံးအတွင်းပိုင်းအထိလာပြီးစုပ်ကင်ထားသလိုကြက်တည်တည်ပြီးတိတ်ဆိတ်နေကြတော့တယ်တဲ့တကယ်တော့ခေါင်းတလားထဲမှာရှိနေတာဟာမှန်တစ်ချက်ဖြစ်နေခဲ့တာပေါ့ကွယ်လူတိုင်းဟာမှန်ထဲကနေသူတို့ကိုယ်သူတို့ပြန်မြင်နေကြရတယ်တဲ့ပြီးတော့မှန်ဘေးမှာကတ်ထားတဲ့စာလေးတစ်ခုရှိနေတယ်အဲဒီမှာပြောထားတာကတော့မင်းရဲ့တိုးတက်မှုကိုကန့်သတ်နိုင်မဲ့လူဟာမင်းကိုယ်တိုင်ပဲဖြစ်ပါတယ်တဲ့နောက်ဆက်ပြီးရေးထားတာကတော့မင်းကသာမင်းရဲ့ပျော်ရွှင်မှုတည်မြဲမှုတွေနဲ့အောင်မြင်မှုတွေအားလုံးကိုလွှမ်းမိုးထိန်းချုပ်ထားတဲ့လူဖြစ်ပါတယ်မင်းရဲ့ဘဝဟာမင်းရဲ့အလုပ်ရှင်ပြောင်းလဲရုံနဲ့မပြောင်းလဲနိုင်ပါဘူးမင်းရဲ့တငယ်ချင်းမိတ်ဆွေပြောင်းလဲရုံနဲ့ဒါမှမဟုတ်မင်းရဲ့လက်တွဲပေါ်ပြောင်းလဲတယ်ဆိုရုံနဲ့နောက်ဒါမှမဟုတ်မင်းရဲ့အလုပ်ကုမ္ပဏီပြောင်းလဲသွားရုံနဲ့လည်းမင်းရဲ့ဘဝဟာပြောင်းလဲသွားမှာမဟုတ်ပါဘူးတကယ်တော့မင်းရဲ့ဘဝဟာမင်းကိုယ်တိုင်ပြောင်းလဲသွားတဲ့အခါမင်းကကိုကန့်သက်ထားတဲ့ယုံကြည်မှုတွေကနေဖောက်ထွက်နိုင်သွားတဲ့အခါနောက်မင်းကမင်းရဲ့ဘဝအတွက်မင်းကိုယ်တိုင်ကသာတာဝန်အရှိဆုံးလူလို့သိမြင်သွားတဲ့အခါမှသာပြောင်းလဲသွားမှာဖြစ်ပါတယ်ဒါကြောင့်မင်းကမင်းကိုယ်တိုင်နဲ့ဘယ်လိုမျိုးဆက်သွယ်နေလဲဆိုတာကအရေးကြီးဆုံးဖြစ်ပါတယ်လို့ရေးထားတာကိုတွေးလိုက်ကြရတယ်တဲ့ကွယ်ဒီပုံမြင်လေးကပြောတဲ့သတင်းစကားကတော့လောကသဘာဝဟာမှန်တဲ့အလားတူပါတယ်မိမိထက်ရရှိရောက်ရှိလာတဲ့အရာတွေဟာမိမိတို့ကိုယ်တိုင်ပြင်းပြင်းပြပြယုံကြည်လက်ခံထားတဲ့စိတ်အတွေးတွေရဲ့တံပြန်သက်ရောက်တဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်ခေါင်းတလားတွေကမှန်ဟာမိမိတို့ရဲ့အောင်မြင်မှုတွေပျော်ရွှင်မှုတွေကိုပုံဖော်ဖန်တီးစေနိုင်မယ်မိမိတို့ကိုယ်တိုင်ရဲ့အံ့ဖွယ်ကောင်းတဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုအဆုံးသတ်သွားစေနိုင်တဲ့လူဟာမိမိကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကိုပြသနေတာပဲဖြစ်တယ်ပေါ့ဒါကိုနားလေသဘောပေါက်ပြီးဘဝကိုရင်ဆိုင်ပါဖြတ်သန်းပါအဲ့ဒါကနေအပြောင်းလဲဖြစ်လာပါစေလိမ့်မယ်တဲ့ကောင်းသောနေ့လေးဖြစ်ပါစေ